လို့ဆရာကြီးပြောလို့အခုပြောမယ် ဟုတ်ကဲ့ပါရှေ့မှာဒုံးကန်လာနေလို့ အဲ့လိုဆရာကြီးမြတ်တော့ ဟုတ်ကဲ့ ဘောလေးကိုဆရာကြီးကိုကသရမှုကတခါတည်းဒုရခံဖို့စစ်ပေးလိုက်ပြီစစ်စင်ရေးမှာရိုးချွန်ချွန်တော့လို့တဲ့အခုဘောလေးဖြစ်သွားပြီဆရာကြီး ဟုတ်ကဲ့ပါ ကျောင်းလာနေလို့ ဟုတ်ပါဒုံးလာနေလို့ အေးဆိုခင်ဗျားဘောလေးဖြစ်သွားပြီခင်ဗျားကုတ်ခဲ့တော့ဒုရခံဖို့စစ်တိုးပေးလိုက်ပြီစစ်စင်ရေးမှာရိုးချွန်ချွန်ကြိုးစားလို့အေးကသရမှုကငါပေးလိုက် ဟုတ်ပါ ဟယ်လိုဘယ်ဘက်အရှက်ဘက်ချမ်းပြစ်ပြရမှာလားဘယ်ဘက်ချမ်းပြစ်ပြရမှာလဲပြော ဘိုးကျွန်တော်ကဘယ်ဘက်ကိုပြစ်ပေးရမှာတော့လင်းပြစ်ဖို့ကဟိုရစကန်အဟောင်းယုံဘက်ပဲလားရတာလမ်းအောင်တမ်းမဲ့ကိုအခုချိန်ကျဲပါတယ်ဗျ ဟုတ်ပြီလိုင်းအောင်ရတယ်ရဟရင်ဝင်ဘက်ပါလားရဟရင်ဝင်ဘက်ပါလား ဆိုင်ဒါရှိ မပါဘူးဒါမှမရှိ လို့ကြတယ် ထိန်းနာတက်ပြီရောက်တော့မယ် ဘူးဘိုးလေးတန်နေအောင်ချိန်နှပ်ပြီးတော့ဘိုးလေးတန်နေအောင်ဥမာအပေါ်ကောင်တက်လာနေပြီတဲ့ ဘိုးလေးဟိုကဝဲတာဘယ်လိုရှိလဲရာတီဥရုဘိုးလေးဝဲတာ ဝါတာကောင်းတယ်ဗျဝါတာ ဟုတ်ပြီအဲ့ဒီရဲစကန်လိုင်းအောင်ဘက်ကိုဂူးချပေးမယ်ဘုံချပေးမယ်နော် ရတကအဟောင်းရဲ့လိုင်းဟောင်းရဲ့ဒီနေရာပြောခုပြော ရတာ လုံးမထားရတယ်ပဲနောက်ရောက်သွားတော့ ဖေကုံယုံကကျွန်တော်တို့ကြောင်းလိုင်းသားနဲ့ညီးလာဘယ်နားမှလဲထွေကုံယုံက ချိုးရုံးကကျွန်တော်ဖုန်းကြောင်းနားမှာပဲချိုးရုံးအများလေးလောက်ပါဟိုမှာသူတို့ကတက်လုံးတော့မှာမလို့ဟုတ်တယ်ဗျဂတိမအခုလာမရမယ်သူတို့ကတက်လုံးနေပြီ လာမယ်နော်ဘုံနေကြီးပဲချမှာနော် ဆိုင်ဒါလေးပေးပါ မရှိဘူးလို့ ဆောင်ပြီးတာဒီနေ့ဆွဲတော့မှလည်းရတာ ဒီအောင်ဖြုတ်လိုက်လေဒီအောင်ဖြုတ်အေးကိုလိုဖွက်ထွက်ဒီလိုဟုတ်ပြီအရင်လို့ဟုတ်တယ်မြင်အဖိုင်အပေါ်ကဒုံးနေလဲချနေလဲဖိုင် အညာမခံနိုင်ဘိုးလေးချတာချ သူတို့ကဒုံးနေတောက်ချပြီးတော့လူတက်လုံးနေတာအခုကကြောင်းရဖြစ်နေအဖ ရှိသေးလားဟိုမှာတက်လာပြီကျွန်တော်ကလူတွေပဲရှိတော့ရဲ့ မင်းအခုဘယ်လိုတော့ မျိုးမသား ငါမမာတာဘာလို့ ဟိုကတက်လာနေပြီ တက်လာနေလဲသွားကုတ်လေငါလုံးမာသားရလဲကွာကုတ်ဆရာကြီးကသွားမကုတ်တော့တော်ဟဲ့မင်းရှင်းတော့မှန်ခွဲပြီလားလို့ဒီကောင်ကြီးရှင်းမှာရှိနေလေကွာဒီကောင်ကြီးကြောင်တောင်တော့ကွာဟဲ့ဟိုဘယ်လိုယူသွားပြီလဲဟမ်ဖမတော့စောက်တာဟိုဆက်လို့ဘယ်နာမှာဘယ်လိုဟိုရှင်းတော့မှန်ခွဲလိုက်လေကွာ ခွဲရတယ်ခွဲချ အဖိုင်မတို့ဒုံးနဲ့ထောက်ချနေအဖိုင် ဘိုးလေးကျွန်တော်တိုင်းမှုပါအခုတောင့်ထားပါလေရင်တက်လာပြီဒဇင်းတက်လာပြီအဲ့မှာကြော်စိုးလို့ရှိတာပဲပြီးတော့ထွေးမောင်တို့ဘာတို့ကောရှစ်ရွက်မိုင်းမခွဲတတ်ဘူးလားဇော်မင်းတို့ သူတို့ကဟိုအတက်ကြီးနေပြီမလုံနိုင်တော့ဘူးဗျ စိန်ညောင်းရှိလားစိန်ညောင်းနဲ့ပြစ်အကြီးနဲ့ပြစ်လေ စိတ်ကပြည့်လို့မရဘူး ညောင်းနဲ့ကပြစ်လေဆက်သွယ်ညောင်းနဲ့ကပြစ်လေ ပြည့်မဲ့သူကမရှိတာဗျကျွန်တော်ကမှဆက်ကလည်းတက်ပြပြီးတော့သူတို့ပြောပြနေရသေးတယ် စိတ်ရှိတယ်လူကမရှိပါဘူးဘယ်မှုတို့ရှိမလဲဘုံကတနက်ကလည်းရေးရကြောင်းဆိုရမ်းဖြစ်တယ် ဘိုးနေရ ကျန်းဖြစ် ဘယ်လိုရှိလဲဘယ်လိုအားမရှိတော့လေဟိုရှင်းအခန်းထဲမှာရှိနေလေအမှဘယ်လိုတက်လုံးရှိသေးတယ် အဲ့မှာအပီရက်ဆက်လက်လွှတ်နေတာဘလို့မှသွားမရဘူး
တက်ထုံးအောင်ရှင်းမှလူတွေအကုန်ရှိတယ်မလားမကြောက်နဲ့ကျွန်တော်ဆရာအောင်စီတို့ရှုပ်လွှတ်လိုက်မယ်နော်ဆရာကျွန်တော်ဒီမှာတယောက်တော့ဘာမှလုပ်မရဘူးဆရာရှုပ်ရှက်သွားပြီနော် ဆက်ရောက်သွားလိုက်မယ်ကိုကြောင့်ပြန်လှမ်းမယ်ဆက်ဆက် ကျွန်တော်မကြီးပေါက်တွေယူအောင်ဒီကောင်တွေလုံးဝအညံ့ခံလို့မရဘူးနော်ဒီကောင်တွေကခုမှမလား ရေကတော့တက်လာတာ ဟာကွာဒီကောင်တွေရှစ်ထမိုင်ခွဲပါလို့ပြောနေတာဟာကွာ ဘယ်လိုမှမရှိပြန်လို့ချခိုင်းအောင်မယ် ရှစ်ထမိုင်ခွဲကိုဘယ်လိုမရှိလဲ ဘယ်လိုအောင်မရှိတာ ဆက်စီရဟာ ဟာသူတို့ဟုတ်ဝေးမှာ ဟာကိုတက်တယ်မှာတစ်လုံးရှိတယ် အဲ့ထက်ကျွန်တော်ပြတာ ကျွန်တော်ပြောမယ်နားထောင်ဒီမှာကျွန်တော်တစ်လုံးရှိတယ်ပေးထားတာအဲ့ထက်မှာတစ်လုံးရှိတယ်တွားချကြည့် အဲ့ခါကျွန်တော်ပြန်ချကြည့်လိုက်အောင်မယ် ပြောင်းနေပြစ်ထားတော့ပြစ်ဟာမတက်လို့လားဗျ တက်ပြီရောက်တော့မယ်ရဟန်းရံတက်သွားပြီကြောက်ထုကရဟန်းတက်သွားပြီရောက်တော့မယ်နော် ဟုတ်ကဲ့ပါဟုတ်အဖာတော့ဘာလို့မရှိဘူးလားလို့အပီဒီနဲ့ပြည့်လေကွာအဖဒီကောင်လေးတားအော်ပြီးတော့တောက်လျှောက်တက်လာနေပြီဗျ ပြောလိုက်ဒီမှာလည်းတက်လာနေပြီလို့နော် ဒီကောင်လေးဒုံးကလည်းအပြင်ကိုထွက်မရဘူးဗျ ရောက်တော့မယ် ဗီဒီယိုရှိသေးလားဗီဒီယို ဘယ်လိုရှိမှမရှိဘူးလား ဗီဒီယိုအားမရှိဘူး ဟိုတန်ရုပ်ပတ်ထားတဲ့မဒီလေး ပြင်ဟုတ်တယ်အားမရှိဘူး ကျွန်တော်ဆက်သွယ်ဆက်ရှိသေးလားကိုလေးဆက်သွယ်ဆက် ရှိတယ်ဗျရှိတယ် အဲ့ဆက်သွယ်ဆက်ကဘက်ထရီရောအဲ့ဒီဘက်ထရီပေါက်တဲ့ထိုးသွင်းပြီးခွဲရင်ရော ဆရာဦးနိုင်သူဆက်တယ်ဇက်ကဘယ်ကြီးကတော့လို့ရသေးတာတဲ့အဲ့ဒါကြောင့်လည်းဟိုဆက်တယ်ဇက်ကဘယ်ကြီးသုံးလို့ရတယ်ဆိုရင်အဲ့ဒီဟာကိုဖြုတ်ပြီးရှေ့မှာသုံးလိုက်ပါတဲ့ အဓိကမိုင်းခွဲပဲလို့ရနော်သုံးလိုက် တော်အဲ့မှာဘုရားဘုရားအာမရောက်တော့ပြအောင်ပြစ်ထားကြပါဟာဒီပြစ်ထားပါဦးမင်းနတိလာမဆိုရင်တတိကိုမနေ့ကဒုံးကျဲတဲ့နေရာကိုတတိချပြီနော်ပြင်ကျန်တဲ့တတိကကျွန်တော်တို့ကောင်းတဲ့နေရာကိုတတိကျဲပြီးအဖြစ်ပြမှာပါ လေရင်ရောက်တော့မယ်လို့ရဟန်းရင်လည်းကိုမတူပီကိုသွားနေပြီရောက်တော့မယ်နော်မတူပီကနေပြီးတော့ဟိုအဖွဲ့တွေကိုခေါ်ပြီးခင်ဗျားတို့စီကိုတက်လာခဲ့မယ်နော် အဖအပေါ်ကောင်နောက်ကျနေတော့ဗျ လာနေပြီဘိုးလေးရောက်တော့မယ်နည်းနည်းတော့တောက်ခံထားအောင်နော်တပည့်တွေကိုကြည်စံနေစီသေးတယ်မလားကြည် ရှိသေးတယ်ဗျ ဆက်ပြက်ခန်းသားဘိုးလေး အမေမရတော့ဗျအထက်ရောက်လာပြီ ကိုင်လက်ပြပုံနဲ့ပြစ်ချလက်ပြပုံနဲ့ပြစ်တက်လို့မရအောင်လို့ရလားဘိုးလေး ဘိုးလေး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 ရှိလားဘိုးလေး ရောက်နေလက်လက်ချညက်ခလိုက်တော့မင်းတို့ကိုလေးလက်စေသွားပြီလက်နဲ့ချလိုက်နော်အဖခလိုက်အညက်ခလိုက် အချောချာနာရလာမင်းတို့တို့လေးနေကြစကမြို့သားလုံးကြုံလေးဆိုတာကြီးကတကယ်တမ်းတို့ရဲ့ကျိုးစီပါ Hey နောက်မငိုတဲ့နေကြမင်းရဲ့အမေနဲ့ရေးစားရလားမင်းရဲ့ပုံဆိုးမလောင်နေတာမှမဟုတ်မင်းဖာပြီးဆိုကလေးလားနောက်ပြန်လဲခဲ့တော့စစ်သားမင်းနဲ့ပါညိုမှမရှိတဲ့မင်းလို့ပြမဲ
စစ်သားတယောက်ကိုတတ်ဖို့မကြိုးစားနေတော့စူးမြောက်ခလုတ်ကတဲ့နေကြမင်းတို့မဟုတ်တဲ့စစ်ပွဲကြီးတဲ့အသိမခံမနဲ့နောက်ပြန်လဲခဲ့တော့စစ်သားမင်းတို့ချစ်တဲ့လူတွေငိုနေရတယ်အဘရဲ့ချမ်းသာကိုအသက်တွေရင်းနေရတန်းရလားဘာအမေမြေကရမရလားတိုင်းပြည်မင်းမရှိလို့လားမင်းတွေ့နေကြမြေပုံကြီးကတကယ်တမ်းသူတို့ရောက်စားပြီးတာ Hey ရှိမရန်သူတွေလားမင်းရမယ်စုတစိတ်အသက်တွေလားမင်းရဲ့သေးတွေလားဒါမှမဟုတ်ထပ်တိုက်ဖို့စစ်ပွဲအသက်တွေလားနောက်ပြန်လဲခဲ့တော့စစ်သားမင်းနဲ့ပါညို့မှမရှိတဲ့မင်းလို့ပြမဲ့စစ်သားတယောက်ကိုတတ်ဖို့မကြိုးစားနေတော့စူးမြောက်ခလုတ်ကတဲ့နေကြမင်းတို့မဟုတ်တဲ့စစ်ပွဲကြီးတဲ့အသိမခံပါနဲ့နောက်ပြန်လဲခဲ့တော့စစ်သားအလံထူထောင်လက်နဲ့ချမိသားစုတဲ့နိုင်ငံအတွက်အမေရိကန်ရဲ့ရွေးချယ်မှုပဲနောက်ပြန်လဲခဲ့တော့စစ်သားမင်းနဲ့ပါညို့မှမရှိတဲ့မင်းလို့ပြမဲ့စစ်သားတယောက်ကိုတတ်ဖို့မကြိုးစားနေတော့စူးမြောက်ခလုတ်ကတဲ့နေကြမင်းတို့မဟုတ်တဲ့စစ်ပွဲကြီးတဲ့အသိမခံပါနဲ့နောက်ပြန်လဲခဲ့တော့စစ်သားလက်နဲ့ချပြီးပြည်သူနဲ့ပူးပေါင်းမလားအသက်လက်ကဆုံးခံမလားတတိရှိရှိဆုံးဖြတ်ကြပါ